အဖွာဟိုမအကြည့်လက်ပြလေးကအရန်လှတာပဲသမီးဖမ်းကျင်တယ်မိချိုလေးဖြည်းဖြည်းပြေးပါမြေရဲ့အဖိုးတန်တဲ့အရာတွေဆိုတာအတင်းလိုက်ဖမ်းမှရတာမဟုတ်ဘူးကွယ်ရင်ရင်ကြေးကြေးနဲ့စောင့်ကြည့်တတ်မှသူ့အလှကိုမြင်ရတာဟုတ်ကဲ့ပါအဖွာသမီးစော့တာလွန်သွားတယ်ရှင်အဖွာရဲ့ပန်းအိုးတွေကိုထိခိုက်မသွားအောင်သမီးတတိထားပါမယ်အဖွာဟိုထဲမှာတခုခုရှိနေတယ်လို့ပဲသွားကြည့်ရမလားဟင်မိချိုအမှောင်ထဲမှာဘာရှိမှန်းမသိပဲဇွတ်မသွားအောင်လေလူကြီးကိုအရင်ပြောတာလိမ့်ပါတယ်ကဲအဖွာနဲ့အတူသွားကြည့်ရအောင်အဖွာအဲ့ဒါဘာကြီးလဲဟင်တရေလားရုံကလေးပဲအဖွာသူဒဏ်ရာရနေတယ်ထင်တယ်တနာစရာလေးအေးကွယ်ဒါပေမဲ့တတိထားအောင်ဒီတော့ဆက်ကယုံတွေကတာမန်မဟုတ်ဘူးမိချိုကစိတ်ရင်းနဲ့ကူညီခြင်းနဲ့ဆိုရင်သူကရံမမူပါဘူးရုံကလေးမကြောက်နဲ့နော်ငါတို့ကမင်းကိုကူညီမှာပါအဖွာသမီးဘလို့လုပ်ပေးရမလဲဟင်အဖွာသာမပါရင်သမီးကြောက်လို့ထွက်ပြေးမိမှာတေချာတယ်အခုတော့ရုံကလေးကိုကူညီခွင့်ရသွားပြီမိချိုလေးဒါဟာမိချိုရဲ့ကျင်နာမှုနဲ့လူကြီးစကားကိုနားထောင်ခဲ့တဲ့အတွက်ရတဲ့အဆုလတ်ပဲအဖွာဒီနေ့သမီးတကယ်သိသွားပြီအရာရာကိုဇွတ်မလုပ်ပဲအဖွားကိုအရင်တိုင်ပင်တာအကောင်းဆုံးပဲဆိုတာစွန့်စားကန်းဆိုတာကြောက်စရာကြီးမဟုတ်ပဲတယောက်ကိုတယောက်ကူညီတာလည်းဖြစ်နိုင်တာပဲနော်လိမ္မာတယ်မိချိုလေးမိချိုကရင်ကျေးလိမ္မာတဲ့ကလေးမို့ဒီနေ့ရုံကလေးကိုကယ်နိုင်ခဲ့တာပေါ့ကဲစားကြရအောင်မနှက်ဖြန်ကြရင်အဲ့ဒီကြေးပြရဲ့ရှုပ်ဝက်ချက်ကိုအဖွားတို့အတူတူရှာကြတာပေါ့